ချိန်ဒီလိုခါပဲအာချီပြောတဲ့ပြိုပြိုရဲ့ဒီချိန်ဒီခါမျိုးပဲဒီလိုလက်ထက်တဲ့ရဲ့မြင်ပွင့်မယ်အတော်ဆုံးမိတ်ခပ်ဆရာရွှေလို့ခေါ်မယ်ပြင်မဲ့အလားဆုံးဖြစ်အောင်ခွဲအထူးခြားဆုံးတော့မိတ်ကလေးပဲအာချီပြောတဲ့ပြိုပြိုရဲ့ဒီလိုချိန်ဒီလိုခါပဲအာချီပြောတဲ့ပြိုပြိုရဲ့ဒီချိန်ဒီခါမျိုးပဲဒီလိုလက်ထက်တဲ့ရဲ့မြပွင့်မယ်နှစ်ဖက်သုံးမိဘနဲ့အတိုင်းအဝိုင်းဆောင်တဲ့ရတနာရောင်မျိုးရှက်ခါသွဲအဆန်းဆုံးအကောင်းဆုံးဝတ်တဲ့ပွဲအာချီပြောတဲ့ပြိုပြိုရဲ့ဒီလိုချိန်ဒီလိုခါပဲအာချီပြောတဲ့ပြိုပြိုရဲ့ဒီချိန်ဒီခါမျိုးပဲဒီလိုလက်ထက်တဲ့ရဲ့မြင်ပွင့်မယ်ဆွေမျိုးမိဘနဲ့အတိုင်းဝိုင်းဆောင်တဲ့ရတနာကြောင့်မျိုးရှက်ခါသွဲအဆန်းဆုံးအကောင်းဆုံးဝတ်တဲ့ပွဲအာချီပြောတဲ့ပြိုပြိုရဲ့ဒီလိုချိန်ဒီလိုခါပဲအာချီပြောတဲ့ပြိုပြိုရဲ့ဒီချိန်ဒီခါမျိုးပဲဒီလိုလက်ထက်တဲ့ရဲ့မြပွင့်မယ်အခင်းဆုံးအပေါင်းအသင်းတွေအများကြီးဆောင်တဲ့ရောင်စုံအထည်မျိုးကိုယ်နဲ့ဖဲအဆန်းဆုံးအကောင်းဆုံးဝတ်တဲ့ပွဲရောင်စုံအထည်မျိုးကိုယ်နဲ့ဖဲအဆန်းဆုံးအကောင်းဆုံး